ရော့ထန်တယောက်ဘာလို့ကစားပုံပြောင်းပြီးနီးစနစ်ပိုတိုးတက်လာရတာလဲရော့ထန်ရဲ့ကစားဟန်ကအရင်လိုခေါင်းထိုးခံပြီးဖိအားပေးတဲ့စတိုင်တစ်မျိုးတည်းမဟုတ်တော့ပဲနီးစနစ်ပိုင်းတိုးတက်လာပါတယ်အကွက်ရွေးထိုးတက်လာပြီးပါဝါပိုတက်လာတယ်လို့လူကောင်လည်းပိုထွားလာပါတယ်ဘီလူဆိုင်တီးပြီးဖိအားပေးကစားနိုင်တာကြောင့်ပြိုင်ဘက်တွေအကွက်ပြောက်တတ်ပါတယ်ငွေထိုင်းလောကမှာစန်ချိုင်းနဲ့ဘိုးခေါင်တို့ကပုံရိပ်ပုံမြင့်နိုင်ပေမဲ့ထိုးကြေးဘက်မှာတော့ရော့ထန်ကိုမရှင်နိုင်ပါဘူးရော့ထန်ရဲ့ထိုးကြေးဘက်ဆက်9တန်းအထိရခဲ့ပြီးငွေထိုင်းဖိုက်တာတွေထဲမှာအမြင့်ဆုံးအဆင့်နဲ့ပါဝင်ပါတယ်။ဒါပေမဲ့ရော့ထန်ရဲ့အကြီးဆုံးပြဿနာကဝိတ်ထိန်းချုပ်မှုပါ။ပွဲမရှိတဲ့အချိန်ဝိတ်အရန်တက်ပြီးပွဲနီးမှဝိတ်ချတာကြောင့်ကျမ်းမာရေးထိခိုက်ကနောင်အိုနဲ့ပွဲပြတ်ခဲ့ရပါတယ်။ရော့ထန်နဲ့စူပါလက်တို့ခပ်ပတ်ပြုတ်တာကလည်းပွဲရှုံးလို့မဟုတ်ပဲဝိတ်မရလို့ဖြစ်ပါတယ်။နောက်လာမယ့်ပွဲမှာရော့ထန်နဲ့KUတို့မကြေပွဲပြန်ထိုးဖို့များပြီးခေါင်ပွဲဖြစ်နိုင်ခြေမြင့်ပါတယ်။ရော့ထန်အနေနဲ့ဖိုက်တာဘဝကိုရေရှည်တောက်ပစေချင်ရင်နီးစနစ်ထပ်ပိုပြီးဝိတ်နဲ့အာဟာရစနစ်ကိုတေချာပြင်ဆင်ဖို့လိုအပ်ပါတယ်ပရိသတ်တို့ရော့ထန်ရဲ့ကစားပုံနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲကွန်မန့်မှာဆွေးနွေးပေးသွားကြပါဦး